မြောက်ပါရခြင်းအကျိုးငါသာရှင်ပြုအလူတော်မင်္ဂလာပြုလုပ်ရာ၌တရားမှုရှိသောသံဃာတော်အရှင်လူမြတ်တို့အားဘုံမြတ်လာစွာသောစွာခဲပွဲဘောဇင်တို့ကိုနိဗ္ဗာန်ရည်မှန်းလူရန်ပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုလူရန်ရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ဝါများရသောဘာဝနာကုသိုလ်ဤကုသိုလ်ကံစေရနာအရရတို့ကြောင့်တပည့်တော်တို့သည်ဤနေ့မှစ၍အသက်ရှိရာအနာမဲ့၏ရန်ပြီးကင်းကြောင်းကောင်းမှုမင်္ဂလာအပြာပြာတို့နှင့်ပြည့်စုံရကုန်၍ဆင်းရဲခတ်သိမ်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်၏ရလွယ်ကြောင်းအထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာအရှင်ဘုရားဤကောင်းမှုကိုမိဘဘိုးဘွားအမှုထား၍ရပြားလာစွာတတ္တဝါတို့အားအမြပေးဝေပါကုန်၏ဘုမတပါတပည့်တော်တို့၏ကိုယ်ဆောင်နှင့်အိမ်ဆောင်နှင့်ဝိုင်းဆောင်နှင့်လမ်းဆောင်နှင့်ရက်ွက်ဆောင်နှင့်မြို့ဆောင်နှင့်တောဆောင်နှင့်တောင်ဆောင်နှင့်ကပ္ပဆောင်နှင့်အာသနာတော်ဆောင်နှင့်သာမာဒီဝါနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အားအမြပေးဝေပါကုန်၏အားလုံးသောသတ္တဝါတို့သည်ကျွန်ုပ်တို့နှင့်သတ္တုထမြဤသူညီမြအမြရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအမြဝေအောင်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုအလုံးအလူရှင်လူမာတို့နဲ့တကွတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံကြကုန်၍ဤဘဝဤခန္ဓာနဲ့ဗမတရားဖို့တရားတွေကိုလွယ်ကူသောအကျင့်မြတ်လင်မြန်သောအသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုလွယ်နိုင်တဲ့သူတော်ကောင်းပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။